အကြောင်းမျိုးကျွန်တော်ရှင်းပြခြင်းလို့ပါနော်ဒီစီကိုချက်ကကျတော့ကျွန်တော်တို့ဒါသူလည်းဒီ social network တစ်ခုလိုပဲပေါ့နော် TikTok တို့ဘာလို့ညာတို့ Instagram တို့ဘာလို့ညာတို့ပုံစံမျိုးပေါ့နော်သူ့ကိုဒီကောင်ကိုတောင်းမဲ့ဆိုရင်ပေါ့နော်အရင်ဆုံးကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ register လုပ်ရတယ်ပေါ့နော်ဖုန်းနံပါတ်ကို register လုပ်ပြီးရင်နောက်တစ်ခုကဘာထည့်ရမလဲလို့ဆိုရင်ကျွန်တော်တို့မွေးနေ့တွေရယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ profile ရယ်ကိုယ့်ရဲ့ user name ရယ်ထည့်ရတယ်ပေါ့နော်ဒီမှာ Zoom Zado chat application icon Zado chat image button 5 skip image button 3 skip image button 1 skip all Zado chat search Mythic မိတိအများကြီးပဲပေါ့နော် me chat ဒီမှာချက်ကိုတက်နေပေါ့နော် contact search button May honey 10:23 a.m. Hi ကျွန်တော်ဟိုင်းထားတာပါ anti Taiwan friend anti May honey 10:23 a.m. Hi Zado chat ဒီမှာ 0 May honey last seen yesterday at 08:41 a.m. သူဆင်းသွားတဲ့အချိန်ပေါ့နော် Forward button 10:23 a.m. Hi 4-1 audio button text box audio button သူခေါ်လို့ရတဲ့ပုံ emoji မှ button န်ရှိတယ် text box ကျွန်တော်ခေါ်မနေတော့ဘူးနော် V H ဒီမှာဟိုင်းလို့ရတယ် U O I send button ဒါဆိုသူစီရောက်တယ်ပေါ့နော် I 4-3-1 button အဲ့ဒါက text box ကျွန်တော်ပြောသလိုပဲ Zado chat May honey 10:41 a.m. Hi ကိုယ့်ဖုန်းနံပါတ်နဲ့ register လုပ်ပြီးလို့ရှိရင်တော့မီယိုနဲ့ပေါ့နော် like and save follow and fans settings details like and save region Zegoid 30,049,523မှာပါတော့သူအမရန်ကုန်နဲ့သူကပြင်ကိုယ့်ရဲ့ region မှာ region ကိုယ့်ရဲ့တိုင်းဒေသကြီးပေါ့နော်ထည့်ပေးရတာပေါ့နော်ဒါမှသာလည်းအဆင်ပြေမှာနော် Zegoid Royal Inhabitor button Royal ဒါမှမဟုတ်တော့ရ Inhabitor button Royal Zegoid Code button region arrow button ပြင်ကိုယ့်ရဲ့ပုံမှာထည့်ပေးရမှာပေါ့နော် follow and fans like and save ဒီမှာ history details detail settings note settings Zado chat lockback/message list lockback/message note/store friends permission ဒီမှာအများကြီးပဲပေါ့နော် Zado chat ဒီစကွေချက်ကလေးကိုတုံးကြည့်ဖို့လာပြောတာပါနော်ဒီကိုချက်ပေါ့နော် home screen 2 of 6